အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဖက်ခနုံစီထိတ်နားမှာဖိတ်ထားတဲ့ခီးဆိုတဲ့ဆန်နဲ့ပပပပရုပ်ပါတွေစာပြမလဲသိချင်ရင် view ဗီဒီယိုစောအောင်ကြည့်ပေးကြပါဦးနော်ဒါကတော့ဆန်စေးပုံစံလေးပါရှင်ဆန်ထဲမှာလည်းမြန်မာစတိုင်ပကြီးကားလေးတွေနဲ့ဆိုတော့မြန်မာပြည်ပြန်ရောက်သွားတယ်လို့ပါပဲပေါ့နော်ဆန်ပေါ်ထက်မှလည်းအခုလိုဘာခန့်တက်လေးတွေရှိပါသေးတယ်ရှင်မီနိုတွေကတော့မြည်တဲ့အတိုင်းပါပဲတော်တော်များပါတယ်ရှင်ဒါလေးကတော့မြို့အမီးစီလေးပါရှင်မြို့အမီးစီလေးကိုလည်းဝက်သားလေးရတယ်လို့ကြက်သားလေးရပါတယ်ရှင်ယူကတော့ကြက်သားနဲ့ပဲမှာလိုက်ပါတယ်နော်ဒါလေးကတော့စိတ်ကချင်ထောင်းပါစိန်ပြီးရကြိုက်တဲ့လူတွေအတွက်အမီးစက်ပေါ့နော်ဒီလိုကတော့အမီးစားတဲ့ဘက်ကပါနော်ဒီကတော့လက်ဖက်တော်လေးပါရှင်အပေါ်မှာလည်းပစုံချောက်လေးဖြူထားတော့အရသာကတီးတဲ့အတန်ပဲပေါ့နော်ဒါလေးကတော့အိုင်လောက်ဘူဒင်းလေးပါရှင်အရသာလေးကအရင်မချို့ပဲနဲ့စိတ်စိတ်လေးနဲ့ဖြစ်နေပြီးတော့ဘူဒင်းတာနုံနုံလေးဆိုတော့ share ပဲပေါ့နော်ဒါလေးကတော့တီးဆုပ်ရည်ရဲ့တုပ်လေးပါရှင်ဒီလိုလိုမိတ်ကလေးတွေအကြိုက်ပေါ့ရှင်တော့ကောက်လို့နေဘူးနဲ့ဆိုတော့တီးဆုပ်ရည်ရဲ့တုပ်လေးက perfect ပေါ့နော်အခုလိုယူရဲ့ဗီဒီယိုလေးကိုအစုံထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်ဘိုင်ဘိုင်